အဲ့လိုမျိုးပြောကြအဲ့လိုမျိုးရော့ချဒါတွေကိုမြင်ရှင်းလင်းသွားရအောင်ငါကပြောပြချိုတွေကချင်းနေစုပ်ဒီ music နဲ့လာညှိနေလို့ hip hop တွေဘယ်လိုမျိုးဆိုတာကိုမင်းတို့သိစေဖို့ yo 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 တွေ dance တဲ့တချင်းဆို hip hop ချင်းအင်ဂျီဘောပေါင်းပြီးခွာကြတဲ့ hip hop ချင်းမိသားမချစ်တော့ရင်ချင်းနေပါ hip hop တွေဒါတွေလည်းရေးလို့ရတော့ဒီလောက်လည်းရဲ့ hip hop ချင်း hip hop ကိုလွယ်တဲ့တင်တဲ့ချင်းတွေပုံတော့လဲရေးချင်းရှိတိုင်းပြီးတော့တိတိုင်းချင်းဒါတွေကိုအားလုံးပေါင်းစပ်ပြီးတော့ hip hop style ရေးရင်နည်းနည်းတော့ cat မှာပဲမြရင်တော့ရှက်စရာပဲငါတို့လည်းသူများပုံစံသွားရေး cat မှာပဲလူတွေကတန်းကိုမသိပဲရှောက်ပြောနေတော့ cat တာပဲတဲ့တရားလည်းမနေရခဏပြတ်မှာပဲတည်သွားရင် hip hop တွေ rock တွေထားပြီး track ပါမြဲဒါတွေကိုသိနေတာကလူဆိုတဲ့တတ်တော်ပဲဒါဆိုရင်ပါကြောင်မြင်ပွားရတာပဲ yeah hip hop လွယ်တဲ့တင်လုံးနေတာတွေကို like ကြည့် hip hop ကလည်းပြောလွယ်တဲ့တင်ရင်တော့ like ကြည့် hip hop တွေလက်ရှော့တော့ကောင်းမလေးတွေက like ကြည့် hip hop တွေဝတ်တဲ့စားတာပေါက်ပြန်ပါ like ကြည့် yeah yeah